မင်္ဂလာပါရှင်။ The Hakka Time မြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ Noi Dam ဆောက်လို့ရန်အစိုးရကစီစဉ်ထားတော့လဲလေယာပိုင်ရှင်များမှာကန့်ကွက်နေဆဲဖြစ်ကြောင်းသိရပါရစေ။ Hakka မြို့အနီးရှိ Noi ချောင်းတွင်ရေကာတာဆောက်လုပ်နိုင်ဖို့အတွက်လေယာမြေပိုင်ရှင်များနဲ့ညီနိုင်ရန်ဝန်ကြီးဦးစိုးထက်ရဲ့ချီးကပ်မှုအပေါ်လေယာမြေပိုင်ရှင်များကလက်မခံကြကြောင်းသိရပါရစေ။ဒီရေကာတာဆောက်လုပ်ဖို့အတွက်လေယာမြေပိုင်ရှင်တွေကိုအဆုံးရှုံးမခံစေချင်ပါဘူး။အဲဒါကြောင့်လေယာမြေပိုင်ရှင်တွေကိုတဧကမှာအစိုးရကနေကျပ်ငွေ340မြို့ပြစီမံကိန်းကနေ350နဲ့အိန္ဒိယမြေကွက်တစ်ကွက်ပေးမှာဖြစ်ပါတယ်။ငွေနဲ့တွက်လို့ရှိရင်ကျပ်သိန်း200တန်ဖိုးလောက်ရှိပါမယ်။ဒီရေကာတာလုပ်နိုင်နေဆိုရင်မြို့ကိုလည်းပုံမလှပစေမှာဖြစ်တယ်။လှပတဲ့နေရာတစ်ခုလည်းဖြစ်လာမှာပါ။အဲ့ဒီမှာပန်းချံတွေလည်းလုပ်မှာဆိုတော့တမိုင်းဝင်မျိုးတစ်မျိုးဖြစ်လာမှာပါ။ဒါအပြင်ဟာခမြို့ဟာနေရာဒီမှာတောက်သုံးရေအခက်အခဲဖြစ်နေရတွေကိုလည်းအထောက်အကူပြုမှာဖြစ်ပါတယ်။အဲ့ဒါကိုလေယာပိုင်ရှင်တွေနဲ့ညှိနှိုင်းဖို့ကြိုးစားသွားမှာပါလို့ဝန်ကြီးဦးစိုးထက်က Hakka Time ကိုပြောပြခဲ့ပါတယ်။ဤကိစ္စနဲ့ပတ်သက်ပြီးနာမည်မဖော်လို့သူလေယာမြေပိုင်ရှင်တဦးကဒါကဘိုးဘွားပိုင်နေမည်ဖြစ်တဲ့စီးပွားရေးအတွက်လည်းအသုံးမပြုဘူးနိုင်ငံခြားကိုလည်းမသွားဘဲနဲ့အသက်မွေးဝမ်းကြောင်းဖြစ်လောက်ကင်နေတဲ့နေရာဖြစ်တဲ့ဘိုးဘွားခိကတဲ့ကအခုထိမိမိတို့လုပ်အားနဲ့လောက်ကင်နေတဲ့နေရာဖြစ်တဲ့ဒီနေရာဟာကျွန်တော်တို့ရဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့နေရာတစ်ခုပါရေကာတာဆောက်လို့ရင်ဖျားသခင်ကတိဆောက်ထားတဲ့တဘာဝအလှကိုလည်းပျက်စီးရရောက်မယ်ဟာခလူထုအတွက်လည်းစိုးရိမ်ဖွယ်ဖြစ်တဲ့တောက်သုံးရည်အတွက်ဆိုရင်လည်းနော်ချောင်းကငင်းငန်းတဲ့နေရာဖြစ်တယ်ပြောရမယ်ဆိုရင်ဘလို့မှအဲ့ဒီနေရာကိုစွန့်လွတ်လို့မရဘူးလို့Hakka Timeကိုပြောပြခဲ့ပါတယ်နော်ရေကာတာဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးလေယာမြေပိုင်ရှင်များကကန့်ကွက်နေသည့်အပေါ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတထံစာတင်ပြထားတော်လဲယခုချိန်ထိပြန်စာမရရှိသေးကြောင်းနဲ့ချင်းပြည်နယ်အစိုးရမှလေယာမြေပိုင်ရှင်များနဲ့ညှိနှိုင်းဆွေးနွေးရန်ကြိုးစားနေကြတော့လဲလေယာမြေပိုင်ရှင်များမှသဘောမတူကြကြောင်းသိရပါတယ်။ Christmas ပွဲတော်ကျင်းပမည်ဆိုပါကသက်ဆိုင်ရာကျန်းမာရေးဌာနရဲ့လိုင်းညွှန်ချက်အတိုင်းကျင်းပနိုင်ကြောင်းသိရပါတယ်။ ကိုဗစ်ရောဂါကြောင့်ယခုနှစ်ခရစ်စမတ်ပွဲတော်ကျင်းပလိုသည့်သူများအနေဖြင့်သက်ဆိုင်ရာကျန်းမာရေးနဲ့အားကစားဦးစီးဌာနရဲ့စီမံစည်းကမ်းအတိုင်းကျင်းပနိုင်ကြောင်းဝန်ကြီးပူးပေါလုံးမင်းထံမှသိရပါတယ်။ခရစ်စမတ်ပွဲတော်ဟာခရစ်ယာန်ဘာသာတွေအတွက်အထွတ်မြတ်ထားတဲ့ပွဲတော်တစ်ခုပါ။ကိုဗစ်ရောဂါကြောင့်လူစုလူဝေးလုပ်ဖို့လူဦးရေကန့်သတ်နေတာကတော့စိတ်မကောင်းပါဘူး။ချင်းပြည်နယ်အစိုးရအနေနဲ့ခရစ်စမတ်ပွဲတော်ကျင်းပနေဖို့စီစဉ်ထားတော့လဲယခုချိန်ထိတော့အဆုံးဖြတ်ချက်မပေးနိုင်သေးပါဘူး။မကြာခင်မှာအစိုးရအနေနဲ့ခရစ်စမတ်ပွဲတော်ကျင်းပနိုင်မယ့်အခြေအနေကိုဆွေးနွေးပြီးတော့ကျင်းပကောင်းကျင်းပမယ့်အခြေအနေမှာရှိနေပါတယ်။ဘာပဲဖြစ်ဖြစ်ခရစ်စမတ်ကျင်းပလိုတဲ့သူတွေအနေနဲ့ကျန်းမာရေးနဲ့အားကစားဦးစီးဌာနရဲ့ COVID-19 ကာကွယ်ရေးအတွက်ထုတ်ပြန်ထားတဲ့စီမံအတိုင်းကျင်းပနိုင်ပါတယ်လို့ချင်းပြည်နယ်လူမှုရေးဝန်ကြီးပူးပေါလုံးမင်းထံကHakka Timeကိုပြောပြခဲ့ပါတယ်။ COVID-19 ကာကွယ်ထိန်းချုပ်ရေးတွင်လူဦးရေ30အထက်စုဝေးခြင်းမပြုရနဲ့တဦးနဲ့တဦး6ပေခြားရန်ဆိုတဲ့အချက်များကိုလိုက်နာပါကခရစ်စမတ်အကျိုးနဲ့ခရစ်စမတ်ပွဲတော်ကိုကျင်းပပြုလုပ်နိုင်ကြောင်းသိရှိရပါတယ်။တိမြစ်ချောင်းမှာရေသွဲမှုအတွက်လျှက်စစ်ပိုင်းဆိုင်ရာပြုပြင်မှုဖြစ်သောကြောင့်22ရက်အတွင်းရေပေးဝေမှုရပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။Hakkaမြို့တိမြစ်ချောင်းမှာရေသွဲမှုတွင်လျှက်စစ်ပိုင်းဆိုင်ရာချိုးယွင်းမှုကြောင့်22ရက်အတွင်းရေပေးဝေမှုပြတ်တောက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ Hakkaမြို့ပေါ်ရှိရပ်ကွက်များကျောင်းနဲ့သက်ဆိုင်ရာရုံးခန်းများမှာပေးဝေနေတဲ့လျှက်စစ်ပိုင်းဆိုင်ရာချိုးယွင်းမှုကြောင့်ရေသွဲယူလို့မရသေးပါဘူး။အဲ့ဒီလုပ်ငန်းကို21ရက်လောက်ကြာအောင်ပါမှာဒီလုပ်ငန်းကိုHakkaမြို့လျှက်စစ်ဌာနကနေလှုပ်ဆောင်နေပါတယ်။အဲဒါကြောင့်2020ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကနေဒီဇင်ဘာလ15ရက်နေ့အထိရေပေးဝင်နိုင်မှာမဟုတ်ပါဘူးလို့စီပင်တာဝန်ရှိသူများကHakka Timeကိုပြောပြခဲ့ပါတယ်။တိမြစ်ချောင်းရဲ့တောက်သုံးရေသွဲယူမှုသည်Hakkaမြို့ပေါ်ရှိအိမ်ထောင်စုအများစုထံပေးဝင်နေပြီဖြစ်တော်လဲတောက်သုံးရေမရရှိသေးတဲ့အိမ်ထောင်စုများလည်းရှိနေသေးကြောင်းသိရပါတယ်။ကျွန်မချယ်ပါHakka မြို့ပေါ်19နေရာများတွင် CCTV တက်ဆင်မှုဖြစ်ပါတယ်။ Hakka မြို့ပေါ်ရှိလမ်းစုံတချို့ရုံးများနဲ့လူစုလူဝေးများတဲ့နေရာများ19နေရာတွင် Closed Circuit Television CCTV တက်ဆင်မှုဖြစ်ကြောင်းသိရှိရပါတယ်။
DCCTV ဟာကာတိုင်မှုဖြစ်စေခုမှုလူချက်မှုများရောကြစေဖို့အတွက်တက်ဆင်မှာဖြစ်ပါတယ်ခုမှုတွေကိုလည်းအလွယ်တကူအရေးယူနိုင်ဖို့အထောက်အကူပြုမှာပါအလွယ်တကူစစ်ဆေးနိုင်အောင်စီစဉ်တာဖြစ်တဲ့ရင်းစည်းကလမ်းစည်းကအစရှိတို့ကိုစနစ်တကျဖြစ်စေဖို့ကိုလည်းအဓိကထားပါတယ်ဘယ်ချိန်မှစတင်တက်ဆင်မလဲဆိုတာကတော့မတိကျသေးဘူးလို့ချင်းပြည်နယ်ဆိုရပြိုရေးစုခွင့်ရှိသူဦးစုထက်ကဟာTimes ကိုပြောပြခဲ့ပါတယ် CCTV ကိုကာကေ viewpoint လမ်းစုံနဲ့အစိုးရရုံးတချို့တွင်တက်ဆင်ရန်ပေးစင်ထားကြောင်းသိရှိရပါတယ်2023ခုနှစ်၌ဖွင့်လှစ်နိုင်ရန်ဖလန်မြို့တွင် GTI ကျောင်းဆောက်လုပ်ရန်စီစဉ်နေပါတယ်2020-2021ဘဏ္ဍာနှစ်၌ကျပ်ငွေသိန်းပေါင်း6000ကုန်ကျမဲ့ GTI ကျောင်းကိုချင်းပြည်နယ်ဖလန်မြို့တွင်စတင်ဆောက်လုပ်မည်ဖြစ်ပြီးရင်းကျောင်းကိုလာမယ့်2023ခုနှစ်တွင်ဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်းသိရှိရပါတယ်၎င်း GTI ကျောင်းကိုအလျား162ပေအနံ38ပေနှစ်ထပ်တိုင်းနဲ့ဖလန်မြို့ဇာလာရပ်ကွက်၌ဧက29ရှိတဲ့နေရာတွင်ဆောက်လုပ်မည်ဖြစ်ကြောင်းသိရှိရပါတယ်2020-2021ဘဏ္ဍာနှစ်ရဲ့ဘတ်ဂျက်နဲ့ဆောက်လုပ်မှာဖြစ်ပါတယ်အဆောက်အဦတစ်ခုဆောက်လုပ်ဖို့ကိုကျပ်ငွေသိန်း9440ကျပ်လျာထားပါတယ်အကာအတွက်သိန်း950ကျပ်ဖြစ်တဲ့2021-2022ဘဏ္ဍာနှစ်မှာအဆောက်အဦတူချေဆောက်လုပ်နိုင်ဖို့ဘတ်ဂျက်တောင်းထားတာရှိတယ်ဒီဘတ်ဂျက်ရထားမှအဆောက်အဦတွေတူချေဆောက်လုပ်ပြီး2023ခုနှစ်မှာဖွင့်ပွဲလုပ်နိုင်ဖို့ပါဒီကျောင်းရဲ့ကျောင်းအောက်ကိုအချိန်မရွေးခန့်ထားလို့ရပါတယ်။ကျောင်းအောက်မခန့်ထားသေးတဲ့အချိန်ကြာကာလမှာကျွန်တော်ကယာယီတာဝန်ယူပေးမှာဖြစ်တယ်လို့ဒေါက်တာဆလိုင်းကလွန်စထန်ကဟာခတ်တမ်စ်ကိုပြောပြခဲ့ပါတယ်။ဖလန်မြူနိုင်ဆောက်လုပ်မဲ့ GTI ကျောင်းဟာဝန်ကြီးချုပ်ဆလိုင်းလျန်လွင်နဲ့ဒေါက်တာဆလိုင်းကလွန်စထန်တို့ရဲ့ကျူပန်းမှုကြောင့်ရရှိခြင်းဖြစ်ကြောင်းဖလန်ဒီခရိုင်ရုံးဆက်ရနေရဖြစ်တာကြောင့်ဦးစားပေးဆောက်လုပ်ခြင်းဖြစ်ကြောင်းနဲ့ရင်းကျောင်းကို2023ခုနှစ်တွင်ဖွင့်လှစ်နိုင်ရန်ရည်ရွယ်ထားကြောင်းသိရှိရပါတယ်။ CHRO ကစမီမျိုးစစ်ဘေးရှောင်ပြည်သူများကို COVID-19 ကာကွယ်ရေးအကူအညီထောက်ပံ့ပေးနေပါတယ်။ Local Resource Center ကူညီမှုနဲ့ချင်းလူခွင့်ရေးဖွဲ့စည်း CHRO မှစမီမျိုးတွင်ခိုလုံနေကြတဲ့စစ်ဘေးရှောင်ပြည်သူများကို COVID-19 ကာကွယ်ရေးထိန်းချုပ်ရေးပစ္စည်းထောက်ပံ့နေကြောင်းသိရှိရပါတယ်။ထောက်ပံ့ရေးပစ္စည်းတွေတည်ယူတဲ့အဖွဲ့မနက်ကမတူပီကိုရောက်သွားပါပြီ။အဆင်ပြေရဲဆိုရင်နိုဝင်ဘာလ24ရက်နေ့မှာစမီမျိုးကိုသွားကြမှာပါ။ယခုတလောပလဝမြို့နယ်မှာ COVID-19 ရောဂါပိုးတွေ့ရဆိုတော့သွားလာရေးမှာတော်တော်အခက်အခဲကြုံနေရတယ်လို့စီမံကိန်းမန်နေဂျာဆလိုင်ဗန်ဗျတ်ထန်ကဟာခတ်တမ်စ်ကိုပြောပြခဲ့ပါတယ်။ CHRO ဟာမြို့နယ်မြို့နယ်တွင်အခြေစိုက်တဲ့ Kechuchin Women's Organization CCWO အဖွဲ့နဲ့ပူးပေါင်းပြီးထောက်ပံ့သွားရန်စီစဉ်နေကြောင်းသိရှိရပါတယ်။ CHRO နဲ့ CCWO တို့ဟာတွဲလက်စီမံကိန်းမှာတစ်နှစ်ကျော်အတူတကွလုပ်ငန်းဆောင်ရွက်နေကြပါတယ်။ယခု COVID-19 ကာကွယ်ရေးထောက်ပံ့မှုကို LRC ထံမှရရှိတဲ့အတွက်စမီစစ်ဘေးရှောင်တွေကိုထောက်ပံ့ကြဖို့စီစဉ်နေကြတာဖြစ်တယ်။ LRC အဖွဲ့နဲ့လည်းထောက်ပံ့ကူညီမှုအတူတကွလှုပ်ဆောင်ဖို့စီစဉ်နေကြတယ်ဟုလက်ထောက်စီမံကိန်းမန်နေဂျာဆောင်းဥပလန်ကဟာကာ Times ကိုပြောပြခဲ့ပါတယ်။ယခုကဲ့သို့ COVID-19 ကာကွယ်ရေးအကူအညီထောက်ပံ့ခြင်းသည် Access to Health Fund က LRC မှတဆင့်ရရှိတဲ့ထောက်ပံ့မှုဖြစ်ပြီးချင်းပြည်နယ်နေဆက်ဒေသများတွင်လည်းထောက်ပံ့မှုပြည့်လျက်ရှိသည်ဟုသိရှိရပါတယ်။ NLD ပါတီနဲ့တိုင်းရင်းသားပါတီများပူးပေါင်းပြီးအစိုးရဖွဲ့စည်းမှုဆိုပါက policy အပေါ်သဘောတူညီမှုရရှိမှသာအတိတ်ပေးရှိတဲ့လုပ်ရဖြစ်မယ်လို့ဆိုပါတယ်။ NLD ပါတီနဲ့တိုင်းရင်းသားပါတီများမှအစိုးရဖွဲ့နေဆိုပါကနေရအပေးယူပြုလုပ်ခြင်းများသာမဟုတ်ပဲ policy များဆွေးနွေးညှိနှိုင်း၍သဘောတူညီမှုနဲ့ဘုံသဘောတူညီမှုရရှိမှသာအတိတ်ပေးရှိတဲ့ဆွေးနွေးတိုင်ပင်မှုနဲ့လုပ်ငန်းအကောင့်တွေဖော်မှုဖြစ်လာမယ်ဖြစ်ကြောင်း CNLD အထွေထွေအတွင်းရေးမှူးဆလိုက်ကျေဘထောင်ကပြောပြထားပါတယ်။ NLD ပါတီမှတိုင်းရင်းသားပါတီ48ပါတီထံ National Unity Government ၌အတူတကွအစိုးရဖွဲ့စည်းနိုင်ရန်နိုဝင်ဘာလ12ရက်နေ့တွင်အကြောင်းကြားခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး CNLD ပါတီကအစီအစဉ်ရေးဆွဲနေသည့်အပေါ်မိမိတို့ပါတီအတွင်းမှာတော့ဆွေးနွေးပြီး Federal ကိစ္စတိုင်းရင်းသားလူမျိုးသားတန်းတူရေးကိစ္စမှာ NLD ပါတီပူးပေါင်းဆောင်ရွက်ရန်အစဉ်သင့်ဖြစ်နေပြီးဇာလေးပြန်ထားပါပြီ။တိုင်းရင်းသားပါတီ48ပါတီကိုဖိတ်ခေါ်တဲ့အခါပါတီတိုင်းမှာရည်တည်ချက်တွေရှိကြသလိုမြင့်ပန်းပါတီက UNA, NBF နဲ့ပါတီ9ခုလေးရှိပါသေးတယ်။
တိုင်းသားပါတီတွေရဲ့ရည်တည်ချက်တွေတူညီကြတဲ့အတွက်သဘောထားစုစည်းဖို့လိုတယ် NLD ပါတီနဲ့တိုင်းသားပါတီ48ပါတီတွေတွေ့ဆုံပွဲဟာလာမယ့်ဒီဇင်ဘာလမှာကျင်းပမှာဖြစ်တဲ့အတွက်ဒီတွေ့ဆုံပွဲမတိုင်မီမှာတိုင်းသားပါတီတွေတွေ့ဆုံပွဲကျင်းပဖို့အဆိုတင်သွင်းတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့တိုင်းသားပါတီတွေရဲ့လိုလားချက်တွေရည်တည်ချက်တွေတူညီကြတဲ့အတွက်မိမိတို့ရဲ့လိုလားချက်တွေကိုတယောက်အပေါ်တယောက်ပြောဆိုတာထက်အဖွဲ့လိုက်အနေနဲ့အားလုံးပူးပေါင်းပြီးဆွေးနွေးကြတာပူပြီးထိရောက်မှုရှိမှာဖြစ်တယ်လို့ Hakka Times ကိုပြောပြခဲ့ပါတယ်။အရင်တုန်းကလို NLD ပါတီကနေတိုင်းသားပါတီတွေရဲ့လူကြီးတွေကိုတွေ့ဆုံပြီးဆွေးနွေးမှုပြုလုပ်တဲ့အနေအထားမျိုးမဟုတ်ပဲတိုင်းသားပါတီတွေရဲ့ထောက်တိုင်ဖြစ်တဲ့လူငယ်တွေက Federal အခွင့်အရေးလာမယ့်9နှစ်အတွင်းအစိုးရဘလို့လုပ်ငန်းအကောင့်ထဲပေါ်စေခြင်းတည်းလဲဆိုတဲ့ကိစ္စတွေကို consultation နဲ့ dialogue တိကျလုပ်စေခြင်းနဲ့လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်လူချင်းမီနိုလုပ်ငန်းကြောင်းရများကိုကြော်ညာထိသွင်းလိုပါက Hakka Times မှာစင်းလုံးချိုတာစွာနဲ့လှုပ်ဆောင်ပေးနေပါတယ်။ Hakka Times ရဲ့ Facebook page နဲ့ YouTube channel တို့ကို like, follow, share နဲ့ subscribe လုပ်တာဖို့လည်းတိုက်တွန်းလိုပါတယ်။ဒီကနေ့ Hakka Times မြန်မာဘာသာစီစဉ်ကိုတလုံးနဲ့ပဲဆုံးသက်သွားပါမယ်။မင်္ဂလာပေါင်းနဲ့ခံမြောင်ကြပါစေရှင်။ကျွန်မ Elizabeth ပါ